ကြောင့်မင်းလေးနဲ့တွေ့မောင်းငါစိတ်တွေ့ရငယ်ကလေးရဲ့ဟောအချိန်ရှိတိုင်းပဲပုံမျက်စိနဲ့မင်းရိပ်တွေ့ပါပဲကလေးရဲ့ငါဟာပြောညံတဲ့စိတ်နဲ့ယူလို့နေရမှာလားဘယ်ချိန်တော့ငါမင်းသေးလေးတဲ့ရောက်လို့နေတာလဲကလေးရဲ့ဟောငါလိုလိုက်ခဲ့သည်များသိချင်လို့မင်းနာလဲပါအောင်ကလေးရဲ့ဘယ်လိုနီးနေမှမင်းလေးနဲ့ခွဲလို့မနေနိုင်ဘူးချစ်တဲ့ပြီကလေးရဲ့